မျိုးသားဖြစ်သူကပါဆယ်ဘူးကိုဖွင့်လိုက်တဲ့အချိန်မှာတင်ကြောင်းအမ်းသွားခဲ့တဲ့$3ပဲပေးရတဲ့ဒီပါဆယ်ဟင်းဘူးလေးကတကယ်ကိုပြည့်စုံရဲ့ရောပြီးလက်ရကလည်းအင်မတန်အနုစိတ်လွန်းလာတယ်သူလည်းစာစာနဲ့မျက်ရည်ရှက်ရည်စပွဲပြင်လိုက်တော့တာပေါ့ဒါပေမဲ့ဒါဟာဆိုင်ကမှာလည်းပါဆယ်မဟုတ်ဘူးဆိုတာကိုတော့သူလုံးဝမရိပ်မိခဲ့ပါဘူးနောက်တော့အဲ့ဒီထမင်းကြိုက်ဟာအမျိုးသမီးစီကိုပြန်ရောက်သွားခဲ့တဲ့စေကျော်တန့်စင်ပြီးသားထမင်းကြိုက်အလုပ်ကြီးကိုမြင်လိုက်ရတဲ့အခါငါယောက်ျားကတော့နောက်ဆုံးတော့ငါလက်ရကိုအတိမတ်ပြုပြီးကိုအောင်စားပေးရှာပြီးဆိုပြီးဝမ်းသာပီတိဖြစ်သွားခဲ့တယ်အဲ့ဒီညမှာတော့အမျိုးသမီးကအလှဆုံးပြင်ဆင်ချက်တပြီးယောက်ျားဖြစ်သူအိမ်ပြန်လာမှကိုစိတ်လှုပ်ရှားစွာနဲ့စောင့်နေခဲ့တယ်ဒါပေမဲ့ယောက်ျားဖြစ်သူအိမ်ပြန်ရောက်လာတဲ့အခါသူမကိုတစ်ချက်ကလေးတောင်နဲ့မကြည့်ခဲ့ဘူးသူမလည်းမနေနိုင်တော့ပဲဒီနေ့နေ့လယ်စာဘလို့လဲဟင်းလို့လှမ်းမိလိုက်မိတယ်ယောက်ျားဖြစ်သူကဘန်ကော်ဖီကြော်လေးကတော်တော်စားလို့ကောင်းတယ်လို့ပြန်ဖြေခဲ့တယ်အမျိုးသမီးဖြစ်သူရုတ်တရက်ဆွန့်သွားခဲ့ရတဲ့အကြောင်းကတော့သူမချက်ပေးလိုက်တဲ့ဟင်းထဲမှာဘန်ကော်ဖီလုံးဝမပါလို့ပါပဲအဲ့ဒီတော့မှပဲထမင်းကြိုက်ဟာလူမပြီးပို့မိသွားမှန်သူမရေးမိလိုက်ပါတော့တယ်တစ်ဖက်မှာလည်းအမျိုးသားဖြစ်သူကဟင်းလက်ရကိုအရန်ကြိုက်လုံးလို့အဲ့ဒီပါဆယ်ဆိုင်စီတွားမိကြည့်ခဲ့တဲ့ဆိုင်ရှင်ရဲ့ကြောင်းတောင်းမျက်နှာပေးကိုမြင်လိုက်ရတဲ့အချိန်မှာတော့သူလည်းလူမပို့မိသွားမှန်သိလိုက်ရတယ်ဒီလိုရတာမျိုးကိုနောက်တစ်ခါဘယ်တော့မှစားရတော့မှာမဟုတ်ဘူးဆိုတဲ့နောက်တစ်စိတ်နဲ့သူစိတ်မကောင်းစွာပဲလှည့်ပြန်ခဲ့ရတာပေါ့ဒါပေမဲ့ထူးဆန်းတာကနောက်ရက်မှာတော့အမျိုးသမီးကဟင်းတွေတကူတကချက်ပြီးအဲ့ဒီအမျိုးသားစီကိုထမင်းကြိုက်ထပ်ပို့ပေးခဲ့ပြန်တယ်ထမင်းကြိုက်ထဲမှာလည်းကျမချက်တဲ့ဟင်းကိုအကုန်စားပေးလို့ကျေးဇူးတင်ပါတယ်ဆိုတဲ့စာတူလေးတစ်စောင်ထည့်ပေးလိုက်သေးတယ်ဒါကိုအမျိုးသားကဒီနေ့ဟင်းကတော့နည်းနည်းငန်သွားတယ်လို့စာပြန်ခဲ့တာကြောင့်အမျိုးသမီးခမညာဒေါသတကြီးအော်ဟစ်မိတော့တာပေါ့အိမ်နီးနားချင်းတွေကလည်းသူမကိုအားပေးတဲ့အနေနဲ့အဆက်ဆုံးပရင်ငရုတ်တီးတွားတကူတကလာပေးကြပါလေရောတတိယမြောက်နေ့မှာတော့အမျိုးသားကထမင်းကြိုက်ကိုလက်ခံရရှိတဲ့အခါစာတူလေးမပါတာကိုသတိထားမိလိုက်တယ်ဒါနဲ့ပဲဟင်းကိုတလုတ်စားကြည့်လိုက်တဲ့အချိန်မှာတော့ရှာရီဘာလောင်မတက်ဆက်ခါသွားပြီးရေကိုအလောတကြီးကမန်းကရန်တောက်ရတော့တာပေါ့အဲ့ဒီညမှာပဲအမျိုးသမီးဟာအမျိုးသားစီကတောင်းပန်စားလေးကိုလက်ခံရရှိခဲ့ပါတယ်ဒီလိုနဲ့ပဲသူတို့နှစ်ယောက်ဟာတယောက်နဲ့တယောက်မမြင်ဘူးပဲရင်းနှီးနေတဲ့သူတွေဖြစ်သွားကြပါတော့တယ်နေတိုင်းမျိုးသမီးကဟင်းတွေအသေးချာပြင်ဆင်ချက်ပြုတ်ပြီးသလိုစားထဲမှာလည်းသူမအပေါ်အေးဆက်လုံးနဲ့ယောက်ျားဖြစ်သူအကြောင်းကိုရင်ဖွင့်ညှိညူတက်တဲ့အမျိုးသားကတော့သူတို့ဇနီးမောင်နှံကြားဆက်ဆံရေးပြန်ဆင်ပြေအောင်ကလေးနောက်တယောက်ထပ်ယူကြည့်ပါလားလို့အကြံပေးခဲ့တယ်အဲ့ဒီညမှာပဲအမျိုးသမီးကလှပတဲ့ခေါင်းဝင်လေးတစ်ထည်ကိုဝတ်ဆင်ပြီးလှလာလို့ယောက်ျားဖြစ်သူကိုအကဲခတ်မေးကြည့်ခဲ့ပေမဲ့သူကတော့ပြီးဆက်လွယ်ပဲကြည့်ပေးပြီးအခန်းထဲကထွက်သွားခဲ့တယ်ဒါပေမဲ့အမျိုးသမီးကယောက်ျားဖြစ်သူရဲ့အဝတ်စားတွေကိုရှော့ဖို့လုပ်တဲ့အချိန်မှာတော့အဝတ်တွေစီကနေတခြားမျိုးသမီးတယောက်ရဲ့ရေမွေးနှံကိုတိတိတတ်တာရလိုက်ပါတော့တယ်အဲ့ဒီတော့မှပဲသူမအပေါ်ဘာလို့ဒီလောက်အေးဆက်နေခဲ့လဲဆိုတဲ့အဖြစ်မှန်ကိုသူမသဘောပေါက်သွားခဲ့ရတယ်ဒီတစ်ခါမှာတော့အမျိုးသမီးဟာငိုလဲမငိုခဲ့ဘူးရန်ရှာပြီးတောင်းကျမ်းတာမျိုးလည်းမလုပ်ခဲ့ဘူးသူမကဟင်းချက်ပေါ်အမျိုးသားစီကိုအေးအေးဆေးဆေးပဲစားတဆောင်ရေးလိုက်ပါတော့တယ်ကျမဒီအိမ်ကနေထွက်သွားဖို့အဆင်သင့်ဖြစ်နေပါပြီ